မင်္ဂလာပါခင်ဗျာ Sport Corner Channel မှာကြိုဆိုပါရစေ။နက်ဖြန်ဇွန်လ21ရက်နေ့မှာရှင်ပြိုင်ကစားကြမယ့်ကမ္ဘာဖလားအုပ်စုပွဲစဉ်တွေရဲ့ပွဲကြိုခန့်မှန်းချက်တွေကိုတင်ဆက်ပေးသွားပါမယ်။စုစုပေါင်းပွဲစဉ်၄ပွဲကစားကြမှာဖြစ်ပြီးပထမဆုံးပွဲအဖြစ်မြန်မာစံတော်ချိန်မနက်2 နာရီခွဲအချိန်မှာ Group E ရဲ့ထိပ်ဆုံးနှစ်သင်းဖြစ်တဲ့ဂျာမနီအသင်းနဲ့ Ivory Coast အသင်းတို့ရှင်ပြိုင်ကြမှာပါ။ဂျာမနီတို့ဟာပြိုင်ပွဲစုံမှာနောက်ဆုံး10ပွဲဆက်ရှုံးပွဲမရှိသေးတဲ့အသင်းဖြစ်ပြီးလက်ရှိခြေစွမ်းကလည်းအကောင်းဆုံးအခြေအနေမှာရှိနေတာကြောင့်သူတို့ရဲ့နိုင်ပွဲဆက်မှုကိုဆက်လက်တိုးမြင့်သွားနိုင်ပါတယ်။ဒုတိယပွဲစဉ်ကိုတော့မြန်မာစံတော်ချိန်မနက်6 နာရီခွဲအချိန်မှာအီကွေဒေါအသင်းနဲ့ကူရာကာအိုအသင်းတို့ရှင်ပြိုင်ကြမှာပါ။ပထမပွဲမှာအာမက်ရဲ့နောက်ဆုံးမိနစ်9ကြောင့်ကံမကောင်းစွာနဲ့ရှုံးနိမ့်ခဲ့ရတဲ့အီကွေဒေါအသင်းတို့ဒီပွဲတော့ကံကောင်းမယ်လို့ထင်မြင်မိပါတယ်။တတိယပွဲအဖြစ်မြန်မာစံတော်ချိန်မနက်10 နာရီခွဲအချိန်မှာတူနီးရှားအသင်းနဲ့ဂျပန်အသင်းတို့ရှင်ပြိုင်ကြမှာပါ။အမှတ်ရသလောက်ယူထားမဲ့ဂျပန်အသင်းပဲအနိုင်ရသွားမယ်လို့ထင်မိပါတယ်။စတုတ္ထပွဲစဉ်အဖြစ်မြန်မာစံတော်ချိန်ည10 နာရီခွဲအချိန်မှာစပိန်အသင်းနဲ့ဆော်ဒီအသင်းတို့ရှင်ပြိုင်ကြမှာဖြစ်ပါတယ်။မထင်မှတ်ဘဲတီတမှတ်သာရထားသည်လို့စပိန်တို့အနေနဲ့ဒီပွဲကိုအမှတ်ရအောင်ကန်ရမှာဖြစ်ပြီးစပိန်ကိုပဲအားပေးကြပါတယ်။နောက်ရက်များမှာလည်းနောက်ထပ်ရှင်ပြိုင်ကစားကြမယ့်ကမ္ဘာဖလားအုပ်စုပွဲစဉ်တွေရဲ့ပွဲကြိုသုံးသက်ခန့်မှန်းချက်တွေကိုတင်ဆက်ပေးမှာမို့လို့ like and follow လုပ်ထားပေးကြပါလို့ပြောပြစေ။ကြည့်ရှုခဲ့ကြတဲ့ဘောလုံးပရိသတ်အားလုံးကို Sport Corner မှာအထူးကျေးဇူးတင်ရှိပါတယ်။ကောင်းမွန်တဲ့နေ့ရက်အချိန်တွေကိုပိုင်ဆိုင်နိုင်ကြပါစေ။